ဒီမှာကိုချင်းတီလာနဲ့ပတ်သက်ပြီးတော့အရေးကြီးတာဘာလို့ဆိုရင်အပေါင်းအသင်းဟာလည်းပထမအရေးကြီးတယ်လူတော်လူကောင်းပင်ဖြစ်စေကမူအပေါင်းအသင်းကြောင့်လည်းပျက်စီးသွားနိုင်သေးတယ်လူကိုခင်မင်တဲ့အခါမှာသူ့စရိုက်တွေကိုမကြိုက်ပေမဲ့လို့သူနဲ့ပေါင်းသင်းဆက်ဆံမှုကြောင့်နော်ပါသွားရတယ်ပေါ့ပါသွားရတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဆက်ဟောတာအကရွန်တော်ပိစေပပံမင်းမဟုတ်တာမလုပ်ချင်နေမဟုတ်တာမလုပ်တာမှန်တယ်မဟုတ်တာမလုပ်ပေမဲ့လို့ကရွန်တမုပတိဝတိမဟုတ်တာလုပ်တဲ့လူနဲ့မင်းပေါင်းမယ်ဆိုရင်မင်းကတော့ဟုတ်ပါတယ်မတော့ဘူးဒါပေမဲ့တောက်တဲ့လူနဲ့ပေါင်းမယ်မင်းကဒုစရိုက်တွေကိုရှောင်တယ်မှန်တယ်ဒါပေမဲ့ဒုစရိုက်သမားနဲ့မင်းပေါင်းတယ်ဆိုရင်မြတ်စွာဘုရားဖြစ်လာနိုင်တဲ့ဒီပတန္တာဆိုတဲ့လူချီးမွမ်းခံရမှုတွေကလည်းပဲပျက်စီးသွားနိုင်တယ်ပေါ့ကိုချင်းတရားမရှိလို့ရှိအပေါင်းအသင်းကြောင့်လည်းလူတွေရဲ့ချီးမွမ်းခံရမှုဆိုတာပျက်စီးသွားနိုင်တယ်တဲ့သင်္ကိယောဟောတိပပတ္တမေအဝနောသတ္တရုဟတိလူတွေကမင်းကိုတန်တရားဖြစ်လာလိမ့်မယ်သူပေါင်းတဲ့လူတွေကအတောက်သမားဒီကောင်လည်းတောက်ပုံရတယ်သူပေါင်းတဲ့လူတွေကမူရသမားတွေသူလည်းပဲဒီဟာလုံနေပုံရတယ်ဟောတန်တရားတွေဝင်လာတယ်တန်တရားတွေဝင်လာလို့လူကောင်းသူကောင်းတွေကအေးသူ့ကိုတတိထားပေါင်းလို့တတိပေးခံရတဲ့အနေထားမျိုးဖြစ်လာဒါအဝနောသတ္တရုဟတိသူ့ရဲ့မကောင်းတဲ့ဟာလည်းတက်လာနော်ကိုယ်တိုင်ကမကောင်းတာမလုပ်ဘူးမှန်တယ်သို့တော့မကောင်းတာလုပ်တဲ့လူနဲ့လက်တွဲမယ်ဆိုရင်ဒီလိုအထင်အမြင်လွဲမှားတာတွေကိုခံရတတ်တယ်ကိုယ်တိုင်မလုံးတဲ့အောင်ဒီလိုမကောင်းတဲ့သတင်းတွေကြော်စောတတ်တယ်တဲ့ဆိုပြီးတော့လူသဘာဝကိုမြတ်စွာဘုရားဟောတယ်ယာဓိတံကုရုတေမိတ္တံတာဓိတံယာဓိတံစုပသေဝတိလောကလူတွေဟာမိတ်ဆွေတွေကိုပေါင်းကြတယ်ပေါင်းတာကအဲ့ဒီလိုပေါင်းတဲ့လူနဲ့အလားတရံတူသွားရတယ်ကိုပေါင်းတဲ့လူနဲ့အလားတရံတူယာဓိတံကုရုတေမိတ္တံအကျင့်သီလမကောင်းတဲ့ပုဂ္ဂိုလ်ကိုမိတ်ဆွေဖွဲ့တယ်အကျင့်သီလပြက်ပြားနေတဲ့ပုဂ္ဂိုလ်ပေါင်းတဲ့ဆက်ဆံတယ်ဆိုရင်သဝေတာရိတကောဟောတိသူလည်းအဲ့ဒီပုံစံဖြစ်သွားတယ်နော်တဖြည်းဖြည်းနဲ့အဲ့ဒီလိုက်ဝင်သွားတယ်လို့သူတို့ပြောတာကိုယ်ပေါင်းတဲ့ဆက်ဆံမှုနဲ့ဘဟဝသောဟိတာရိတောအတူတကွနေတယ်ဆိုတာဒီတိုင်းပဲကိုယ့်ပေါ်မှာအကျိုးသက်ရောက်မှုတွေဖြစ်လာတယ်နော်မကောင်းတဲ့လူနဲ့ပေါင်းရင်မကောင်းတဲ့အနည်းဆုံးဖြစ်မယ်သူတို့ဆိုလိုတယ်နော်အဲ့တော့မကောင်းတဲ့လူနဲ့ပေါင်းရင်ကိုယ်လည်းမကောင်းတဲ့သဘောတရားတွေဟာတစိမ့်စိမ့်နဲ့ဝင်လာပြီးတော့ကိုယ်လည်းမကောင်းတဲ့လူတယောက်ဖြစ်လာနိုင်တယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားဟောပြတယ်သေဝမာနောသေဝမာနတံဖုတ်သောတံဖုတံပရံလက်တွဲတယ်အတူတကွနေတယ်ပေါင်းတဲ့ဆက်ဆံတယ်ဆိုရင်တဲ့တရောထိတ်တော်ဝတရောထိတ်တော်ကလာပံဝအမိတအလိတမုပလိမတိဆိုလိုတာကအစိတ်လူများနဲ့အတူရောပြီးတော့စိတ်လူများတွေထဲတဲ့မြားချီထောက်လို့ခေါ်တယ်မြားတွေထဲတယ်မြားဘူးရှေးကသုံးပေါ့နော်မြားတွေကိုထည့်ပြီးတော့လွယ်ထားတယ်မြားချီထောက်ဘူးမြားမှာအစိတ်ပါတယ်ဘူးထဲမှာအစိတ်မရှိဘူးသို့တော့အစိတ်ရှိတဲ့မြားတွေထည့်သည့်အတွက်ကြောင့်အဲ့ဒီဘူးဟာလည်းပဲအစိတ်တင်လာတယ်တို့ဟာလည်းအစိတ်တွေကူးသွားတယ်လို့ဆိုလိုတယ်ပေါ့လူရဲ့ပေါင်းတဲ့ဆက်ဆံရေးဟာလည်းပဲဒီတိုင်းပဲမကောင်းတာလုပ်တဲ့လူနဲ့ပေါင်းလို့ရှိရင်ကိုယ်ဟာလည်းမကောင်းတဲ့အစိတ်တွေတင့်နိုင်မယ်လို့သူဆိုတယ်မကောင်းတဲ့အစိတ်တွေတင့်လာနိုင်တယ်ဥပလေပဘယာထီရောနေဝပပတခတိယာအဲ့လိုမကောင်းမှုတွေနဲ့ကိုယ်ပတ်သက်မှကြောက်ပဲဆိုလို့ရှိရင်တော့
ဘယ်တော့မှမကောင်းတဲ့လူနဲ့မပေါင်းနဲ့နော်မကောင်းတဲ့ဒုစရိုက်သမားနဲ့ကိုယ်မှမပေါင်းနဲ့ဘောတဲ့ဟဲမလုံးနဲ့လို့မြတ်စွာဘုရားဆုံးပါတယ်